Welcome to Air Horizon. အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဖုန်းတစ်လုံးရှိအောင်နဲ့မြန်မာလိုသဘာဝကျကျစကားပြောတဲ့ AI ဗီဒီယိုဖန်တီးနည်းကိုလက်တွေ့လုပ်ပြသွားပါမယ်အခုလို AI နဲ့အမိုက်စားဗီဒီယိုတွေဖန်တီးလို့ရနေတဲ့အချိန်မှာမြန်မာစကားကိုစက်ရုပ်အတန်ပေါက်နေလို့မြန်မာစကားမမှန်လို့မကြိုက်ဖြစ်နေပါသလား Google က VO 3ကိုသုံးနေတဲ့သူတွေအတွက်အရေးကြီး update တစ်ခုထုတ်လိုက်ပါပြီအခုပြောင်းသွားတဲ့ Google က VO 3.1 မှာလုံးဝကိုမြန်မာစကားပြနေပါပြီ Google Flow က VO 3.1 က ingredient မှာလူတစ်ယောက်ပြောတဲ့အတိုင်းပြုလုပ်လို့ရနေပါပြီကဲအခုပဲကျွန်တော်နဲ့အတူတူလုပ်ကြည့်ကြရအောင် ကျွန်တော်တို့ပထမဆုံး Chrome browser ကိုအသုံးပြုပါမယ်ကျွန်တော်တို့ဒီမှာ Google Flow လို့ရိုက်ရှာလိုက်ပါ Google Flow လို့ရိုက်ရှာပြီးရင်ကျွန်တော်တို့က Enter ခေါက်လိုက်ပါအပေါ်မှာပေါ်လာတဲ့ Google link ကိုနှိပ်ပြီးတော့ဝင်လိုက်ပါဝင်လိုက်ရင်ကျွန်တော်တို့ကဒီမှာ Create with Flow ဆိုတာပေါ်လာပါလိမ့်မယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါနှိပ်ပြီးရင်ကျွန်တော်တို့ကဒီမှာ New Project ဆိုတာလေးကိုထပ်နှိပ်ပါ Gmail အကောင့်ချိတ်ထားဖို့တော့လိုအပ်ပါတယ် VPN လည်းလိုအပ်ပါတယ် VPN ဝယ်သုံးတဲ့လူတွေဆိုရင်တော့ US region နဲ့ထားပေးပါတကယ်လို့ free သုံးတဲ့လူတွေဆိုရင်ကျွန်တော်ရဲ့ Google Flow အသုံးပြုပုံဗီဒီယိုလေးမှာကျွန်တော် iPhone VPN လေးသုံးပြီးတော့ဘယ်လိုလုပ်ရလဲဆိုတာပြပေးထားပါတယ် VPN တိုင်းလည်းအဆင်မပြေပါဘူး Google Flow ကကဲအဲ့ဒါပြီးရင်ကျွန်တော်တို့ကဒီမှာကိုပြောင်းခြင်းတဲ့ဓာတ်ပုံကိုနှိပ်ပြီးတော့ရွေးချယ်ပါမယ်ဒီပေါင်းလက္ခဏာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးရင်ကျွန်တော်တို့ကဒီအပေါ်ကအမြပေါ်လေးကိုနှိပ်ပါနှိပ်ပြီးရင် file ကိုနှိပ်ပါနှိပ်ပြီးရင်ကျွန်တော်တို့ကဒီအောက်မှာ gallery ဆိုတာကိုနှိပ်ပါ gallery မှာကျွန်တော်တို့ပြောင်းခြင်းတဲ့ပုံလေးကိုရွေးပေးပါမယ်ကျွန်တော်တို့ရွေးပြီးသွားလို့ဒါမျိုးပေါ်လာရင်ကျွန်တော်တို့ဒီက Nano Banana Pro ဆိုတဲ့ကောင်းလေးကိုနှိပ်ပါပြီးရင်ကျွန်တော်တို့ဒီမှာဗီဒီယိုကိုနှိပ်ပါဗီဒီယိုကိုနှိပ်ပြီးရင်ကျွန်တော်တို့ကဒီမှာ ingredient ဆိုတဲ့ကောင်ကိုနှိပ်ပါကျွန်တော်တို့ဒီမှာကြိုက်တဲ့ ratio ကိုထားပါဗီဒီယိုကတော့တစ်ပုံးပဲထုတ်ပါဘာလို့ဆိုတော့ credit ကတစ်ခါထုတ်ရင်20ကုန်ပါတယ်ကျွန်တော်ကတော့တစ်ပုံးပဲထားပါမယ်ပြီးရင်ကျွန်တော်တို့ဒီမှာပြောချင်တဲ့ prompt ကိုရေးပါကျွန်တော်တို့ဒါမျိုးလေးရိုက်ထည့်လိုက်ပါမယ်ဒီမှာ the abada say ဆိုတဲ့ဟာလေးတော့ကျွန်တော်တို့အင်္ဂလိပ်လိုရေးပေးဖို့လိုအပ်ပါတယ်နှုတ်မို့ဆိုရင် flow ကအင်္ဂလိပ်လိုမရေးပေးရင်နားမလည်ပဲနဲ့ error တက်ပြီးတော့ဗီဒီယိုမရတတ်ပါဘူးခုကျွန်တော်တို့ကဒီ abada say ဆိုတဲ့နောက်မှာကျွန်တော်တို့ပြောချင်တဲ့မြန်မာစကားလေးကိုထည့်လို့ရပါတယ်အဓိကကတော့ကျွန်တော်တို့ the abada say ဆိုတဲ့ကောင်းလေးပဲအင်္ဂလိပ်လိုထည့်ပါကျန်တာကတော့ကိုလုံးချင်တယ်လို့မြန်မာလိုရေးပေးလိုက်ပါပြီးရင်ကျွန်တော်ကစန့်ကိုနှိပ်ပြီးတော့ဗီဒီယိုဖန်တီးလိုက်ပါမယ်ကျွန်တော်တို့ခုဆိုရရှိလာပါပြီတစ်ချက်ကြည့်ပြီးတော့နှိပ်ကြည့်ပါမယ် AI Horizon Channel မှာကြိုဆိုပါရစေစကားပြောဗီဒီယိုလေးကိုလုပ်တတ်အောင်အဆုံးထိကြည့်သွားပါခင်ဗျာကဲဒါဆိုရင် AI Horizon Channel မှာကြိုဆိုပါရစေစကားပြောဗီဒီယိုလေးကိုလုပ်တတ်အောင်အဆုံးထိကြည့်သွားပါခင်ဗျာကဲဒါဆိုရင်ကျွန်တော်တို့စကားပြောတဲ့ပုံလေးရရှိပါပြီဒါကတော့ကျွန်တော်တို့ကိုမှလုပ်ပြီးသားဓာတ်ပုံနဲ့သို့မဟုတ်ကိုရိုက်ထားတဲ့ကိုရဲ့ဓာတ်ပုံနဲ့လုံနည်းဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကဓာတ်ပုံမရှိဘူးဆိုရင်ကိုယ်တိုင်ဖန်တီးပါမယ်ဖန်တီးဖို့အတွက်ကျွန်တော်တို့ဒီက image ကိုနှိပ်ပါနှိပ်ပြီးရင်ကိုကြိုက်တဲ့ ratio ကိုရွေးပြီးရင်ကျွန်တော်တို့ကဒီမှာ၄ပုံအထိထုတ်ခိုင်းပါမယ်ကျွန်တော်တို့က credit က0ဖြစ်ပါတယ်မကုန်ပါဘူးဒီမှာကျွန်တော်တို့ရိုက်ထည့်ပါမယ်ကျွန်တော်တို့ဒီလိုလေးရိုက်ပြီးတော့စမ်းကိုနှိပ်လိုက်ပါမယ်နှိပ်ပြီးရင်ကျွန်တော်တို့ကခဏဆောင်ပေးလိုက်ပါမယ်အခုဆိုရင်ကျွန်တော်တို့ကရရှိလာပါပြီဒီမှာကျွန်တော်တို့ကြိုက်တဲ့ပုံတစ်ပုံကိုရွေးလိုက်ပါကျွန်တော်ကတော့ဒီမှာယောက်ျားလေးပုံကိုပဲရွေးလိုက်ပါမယ်ရွေးပြီးရင်ကျွန်တော်တို့ကဒီမှာ add to prompt ဆိုတာလေးရှိပါတယ်အဲ့ဒါလေးကိုနှိပ်ပါတကယ်လို့ down ထားခြင်းလည်း down ပြီးမှပြန်ထည့်လို့ရပါတယ် add to prompt ကိုနှိပ်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ကဒီမှာ Nano Banana Pro ဆိုတာလေးကိုနှိပ်ပါနှိပ်ပြီးရင်ကျွန်တော်တို့ကဒီမှာ video ဆိုတာကိုရွေးပါရွေးပြီးရင်ဒီမှာကျွန်တော်တို့က ingredient ဆိုတာကိုရွေးပြီးတော့ကျွန်တော်တို့ video တစ်ပုဒ်ဖန်တီးပါမယ်ဒီမှာကျွန်တော်တို့စောနာကရေးထားတဲ့ prompt အတိုင်းပဲဒီမှာကျွန်တော်တို့ကရွေးပေးပါမယ်ကျွန်တော်တို့ the abada say ဆိုတဲ့ကောင်လေးကိုပဲဒီတိုင်းမှတ်ထားပါကျန်တဲ့မြန်မာလိုစာသားတွေကတော့ကိုကြိုက်တဲ့ပုံစံကိုပြောချင်တဲ့စကားတွေကိုမြန်မာလိုပဲရေးပေးလို့ရပါတယ်ပြီးရင်ကျွန်တော်တို့ကစာလုံးကိုနှိပ်လိုက်ပါမယ်
ကျွန်တော်တို့ image ထုတ်ရင်လည်းကျွန်တော်တို့ကြိုက်တဲ့ပုံစံထုတ်နိုင်ပါတယ် image ရေးပြီးသားဆိုရင်လည်းကျွန်တော်ရှေ့မှာပြခဲ့သလိုကိုရိုက်ထားတဲ့ image သို့မဟုတ်ကိုပြုလုပ်ထားတဲ့ကောင်ကိုယူပြီးတော့ကျွန်တော်ပြထားတဲ့ prompt လေးလိုပဲထည့်ပြီးတော့စကားပြောဗီဒီယိုဖန်တီးနိုင်ပါတယ်ကျွန်တော်တို့ဒါလေးကိုပြီးအောင်ခဏစောင်းလိုက်ပါမယ်ကျွန်တော်တို့ကဒီမှာတစ်ခါလေး error ဖြစ်တဲ့အတွက်ဒီကောင်းလေးကိုရွေးပါမယ်ရွေးပြီးရင်ကျွန်တော်တို့ကဒီမှာစောနာလိုပဲပြန်ထည့်ပြီးတော့ကျွန်တော်တို့စမ်းပြန်နှိပ်ပြီးတော့ပြန်လုပ်ကြည့်ပါမယ်ကဲအခုဆိုကျွန်တော်တို့ရရှိလာပါပြီကျွန်တော်ကတော့ဖြန့်ညက်ကံမလုပ်ချင်တဲ့အတွက်အခုလိုကျွန်တော်တို့ error ဖြစ်တဲ့ဟာလေးကိုပါတစ်ခါလေးချပြလိုက်တာပါကျွန်တော်တို့ဒီမှာနှားထောင်ကြည့်ပါမယ် AI Horizon Channel မှာကြိုဆိုပါရစေ။စကားပြောဗီဒီယိုလေးကိုလုပ်တတ်အောင်အဆုံးထိကြည့်သွားပါခင်ဗျာ။ကဲအခုဆိုရင်ကျွန်တော်တို့ရဲ့ image နဲ့လိုက်အောင် main ကလေးဆိုရင် main ကလေးတန်ထွက်ပါလိမ့်မယ်။ကျွန်တော်တို့ယောက်ျားလေးဆိုရင်တော့ယောက်ျားလေးတန်ထွက်ပါလိမ့်မယ်။ကဲလိုက်လို့ကြည့်ကြပါခင်ဗျာ။တကယ်လို့ Google Flow အသုံးပြုရတာအဆင်မပြေဖြစ်နေပါကကျွန်တော်ရဲ့ channel ထဲမှာ Google Flow သေးစိတ်အသုံးပြုပုံကိုကျွန်တော်တင်ပေးထားပါတယ်။ VPN free သုံးတဲ့လူတွေအတွက်အခက်အခဲရှိပါကလည်းအဲ့ဗီဒီယိုမှာတစ်ခါတည်းပြောပေးထားပါတယ်။ Pro အနေနဲ့ပတ်သက်တာကိုလည်းကျွန်တော်ရှင်းပြပေးထားပါတယ်။အဆင်မပြေတာရှိရင်အဲ့ဗီဒီယိုလေးမှာသွားကြည့်ပြီးတော့လုပ်ကြည့်နိုင်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။